အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့ယောဘဤနောင်တပဲဖြစ်ပါတယ်ယောဘဝတ္ထုအခန်းကြီး40နဲ့အပိုင်ငယ်6ယောဘဝတ္ထုအခန်းကြီး40နဲ့အပိုင်ငယ်6ခုကြောင့်အကျွန်ုပ်သည်မိမိကိုယ်ကိုယွန်ရှာပါ၏မြေမုံနှင့်မိဖို့ပြာနတ်ထိုင်၍နောင်တရပါ၏ဟုလျှောက်လေ၏အာမင်ကျွန်တော်တို့ယောဘရဲ့အတ္တတာကိုကြည့်တဲ့အခါမှာစုံလင်တဲ့သူအဖြစ်12ကြိမ်တိုင်တိုင်ဖော်ပြထားခြင်းကိုခံရတာပဲဖြစ်ပါတယ်။ယောဘရဲ့အတ္တတာမှာဘယ်အချိန်မှနောင်တရလဲဆိုရင်ဘုရားသခင်ရဲ့ဘုန်းတော်ဘုရားသခင်ရဲ့အချုပ်အခြာအာဏာကိုမြင်တွေ့တဲ့အချိန်မှာနောင်တရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။စာရန်ကယောဘကိုဘုရားသခင်ကိုစွန့်ပစ်ဖို့ဘုရားသခင်ကိုကြိမ်ဆဲဖို့စုံစမ်းသွေးဆောင်တဲ့အချိန်မှာတော့ဘုရားသခင်ပေါ်မှာသစ္စာရှိစွာကိုးကွယ်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယောဘရဲ့တငယ်ချင်း၃ဦးဖြစ်တဲ့အေလိဖတ်၊မီလဒတ်၊ဇောဘတို့ဟာဆိုရင်ယောဘကိုဘယ်လိုပြောလဲဆိုရင်မင်းရဲ့အပြစ်ကြောင့်ဒီလိုဆင်းရဲဒုက္ခရောက်တာလို့ဆွဆွဲပြောဆိုခဲ့ကြပါတယ်။ဒီအချိန်မှာယောဘကပြန်ပြီးတော့ဘုရားသခင်ကမိမိပေါ်မှာမတနာဘူးငါကမှန်တယ်လို့သူရဲ့တငယ်ချင်းတွေကိုဝန်ခံပြောဆိုပါတယ်။ဘုရားသခင်ရဲ့လှုပ်ဆောင်ချက်ကိုဝေဖန်တဲ့အခါမှာဒီရအတွက်နောင်တရဖို့ဖြစ်လာစေတာဖြစ်ပါတယ်။နောင်တဆိုတာကဒုက္ခရဲ့အဆုံးသတ်မှတာရှိနေခြင်းမျိုးမဟုတ်ဘဲနဲ့ကောင်းစားနေတဲ့အချိန်မှလည်းရှိရဆိုတာကိုနားလည်စေချင်ပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအလွဲသုံးစားမလုပ်ဘဲနဲ့နောင်တရဖို့ရအတွက်ရှင်ပေါလုဆုံးမသွန်သင်ထားတဲ့အရာရှိပါတယ်။ယောမအခန်းကြီး2အပိုင်ငယ်4ယောမအခန်းကြီး2အပိုင်ငယ်4ဒုက္ခရောက်တဲ့အခါမှာနောင်တရခြင်းထက်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ဂရုဏာကျေးဇူးတော်ကိုခံစားနေရတဲ့အချိန်မှာလဲနောင်တရဖို့ရအတွက်လိုအပ်တာပဲဖြစ်ပါတယ်။ယောဘဟာဆိုရင်လည်းသူ့ရဲ့မိုက်မဲမှုတွေကိုခံရတဲ့အချိန်သိမြင်သွားတဲ့အချိန်မှာသူ့ရဲ့ဆင်းရဲဒုက္ခကိုခံရပြီးတဲ့အချိန်မှာဘုရားသခင်ကိုသူကမြင်တွေ့ပြီးနောင်တရတဲ့ကဲ့သို့ဒီနေ့ကျွန်တော်တို့လည်းဆိုးရွားတဲ့အခြေအနေမှာမှတောင်းလန့်ပြီးတော့ပြောင်းလဲခြင်းတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုသိမြင်ပြီးမိမိရဲ့အပြစ်ကိုဆက်ဆုပ်ရွှရှာကလမ်းဟောင်းကိုစွန့်ပြီးတော့လမ်းသစ်ကိုနောင်တရရှိတဲ့အတ္တတာနဲ့ပြန်လဲလက်ပြန်လာဖို့ရအတွက်ဖြစ်ပါတယ်။ဘုရားသခင်ရဲ့အချုပ်အခြာအာဏာကိုဝန်ခံတဲ့သူဖြစ်နိုင်ကြပါစေ။